အီဂျစ်နိုင်ငံကဘာလို့ဒီလောက်တောင်လူသူကင်းမဲ့နေရတာလဲလူဦးရေတန်းတရာကျော်ဟာနိုင်မစ်နိုင်ရီဗာတစ်လျှောက်မှာပဲစုပြုံပြီးနေထိုင်နေကြတာဖြစ်ပြီးဒါဟာတနိုင်ငံလုံးလူဦးရေရဲ့98%နဲ့ညီမျှနေပါတယ်။ညာဘက်ရိုက်ထားတဲ့ဂျိုဒူးထပ်ပုံတွေကိုကြည့်မယ်ဆိုရင်အီဂျစ်နိုင်ငံရဲ့နေမြေအတော်များများဟာလူသူကင်းမဲ့နေပြီးမြေပြင်ရဲ့4%လောက်မှာပဲမီးလင်းနေတာကိုတွေ့ရမှာပါ။ဒါဆိုရင်ကျန်ရှိနေတဲ့96%သော area တွေမှာဘာလို့ဘယ်သူမှမနေကြတာလဲ။အီဂျစ်နိုင်ငံရဲ့နေမြေအားလုံးနီးပါးဟာတဲကန်ဒါရက်တွေဖြစ်နေလို့ပါပဲ။မိုးရွာသွန်းမှုကလည်းလုံးဝမရှိတဲ့လောက်ဖြစ်နေပြီးခြောက်သွေးမှုကလည်းပြင်းထန်လွန်းလာပါတယ်။ရာသီဥတုကအလွန်မင်းပူပြင်းသလိုမြစ်ချောင်းတွေနဲ့တဘာဝရေအရင်းမြစ်တွေလည်းမရှိပါဘူး။မြေစီလွာကလည်းညံ့ပြင်းလွန်တာကြောင့်စိုက်ပျိုးရေးဒါမှမဟုတ်စက်မှုလုပ်ငန်းတွေကိုအထောက်အကူမပြုနိုင်တဲ့အတွက်လူနေအဖွဲ့အစည်းအကြီးအကျယ်မတည်ဆောက်နိုင်ခဲ့တာပါ။ဒါကြောင့်မို့လို့နိုင်မြစ်ဟာအီဂျစ်နိုင်ငံအတွက်တစ်ခုတည်းသောအသက်သွေးအရင်းမြစ်ထစ်လာခဲ့ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း9000ကျော်ကတည်းကရှေးဟောင်းအီဂျစ်လူမျိုးတွေဟာနိုင်မြစ်တစ်လျှောက်မှာအခြေချနေထိုင်ခဲ့ကြပြီးမြို့ပျော်တွေကိုတည်ဆောက်ခဲ့ကြတာပါ။ပေါင်းများလာတဲ့ရေအရင်းမြစ်ကတစ်နှစ်ပတ်လုံးတောက်သုံးရေကိုထောက်ပံ့ပေးနိုင်သလိုမြေစီလွာကိုကောင်းမွန်စေတဲ့နုံးမြွေတွေကိုလည်းယူဆောင်လာပေးပါတယ်။စက်မှုလုပ်ငန်းတွေထည့်ယူပို့ဆောင်ရေးနဲ့မြို့ပျော်တွေအားလုံးဟာလည်းဒီမြစ်ချောင်းတစ်ချောင်းမှာပဲစုပြုံတည်ရှိနေကြတာဖြစ်ပါတယ်